It's Type of Business Talk Episode 2 ကိုပြတော့ဒီ Episode 2မှာဆိုရင်တော့ Finding a Business Idea ဆိုတဲ့ခေါင်းစဉ်နဲ့ပြောပြသွားမှာဖြစ်ပါတယ်ကိုပြတော့ဒေါ်လာတန်းချီတန်ဖို့ရှိတဲ့စီးပွားရေးကြံကြံတွေဟာခန်းထဲမှာထိုင်နေခြင်းနဲ့ရရှိခဲ့ကြမှာမဟုတ်ပါဘူးတော်တော်များများကတော့ပြပလောကကိုလေ့လာစမ်းသပ်ရင်းနဲ့သူတို့ရဲ့လိုအပ်ချက်တွေဖြည့်ဆည်းရင်းနဲ့ပဲကိုပြတော့အောင်မြင်တဲ့စီးပွားရေး idea တွေဖြစ်ထွက်လာကြတာဖြစ်ပါတယ်အဲဒါကြောင့်ကိုပြတော့ဒီ episode မှာဆိုရင်တော့အကျိုးစီးပွားကြီးမားသောအောင်မြင်သော business idea တခုကိုဘယ်လိုရှာကြမလဲဆိုတဲ့ကိစ္စကိုပြောပြသွားပါမယ်အဲ့တော့စလိုက်ကြအောင်ကိုပြတော့စီးပွားရေးစတဲ့လောက်ကန်တဲ့လူတွေအကုန်လုံးဒီသူတို့စီကိုဒေါ်လာတက်ချီတန်တဲ့အကြံဉာဏ်တွေအလိုလျောက်ရလောက်မှချင်းကိုစောင့်နေတတ်ကြပါတယ်အဲ့ဒါဒီမှာရင်တော့စိတ်ကူးရင်မှုတစ်ခုဖြစ်ပါတယ်ဒါအပြင်သူတို့ဒီလူထဲမှာအောင်မြင်နေတော့မိဘဝင်ချင်းမှာအောင်မြင်နေတော့လုပ်ငန်းတစ်ခုကိုသိသိချာချာမစဉ်းစားမဆန်းသစ်ပဲနဲ့သူတို့တိုင်း copy ကူးယူပြီးတော့လုပ်ကိုင်တတ်ကြပါတယ်အဲ့ဒါဒီလေမှာရင်တော့လုပ်ကိုင်ခြင်းဖြစ်ပါတယ်အဲ့လိုလုပ်ကိုင်ခြင်းဖြင့်ဘယ်တော့မှအခါမှာအောင်မြင်တဲ့စီးပွားရေးအောင်မြင်တဲ့အကြံဉာဏ်တွေဖြစ်လာမှာမဟုတ်ပါဘူးအဲ့တော့အောင်မြင်တဲ့စီးပွားရေးအကြံဉာဏ်ဆိုတာလူသားတွေနေ့စဉ်ပတ်စံပေးပြီးဖြည့်ရှင်းခြင်းတွေရဲ့ပြဿနာတွေကိုရှင်းလင်းပေးတဲ့အဖြေတစ်ခုဆိုရင်မမှားပါဘူးအဲ့အဖြေတစ်ခုကိုရရှိသွားမယ်ဆိုရင်လူသားတွေကိုယ်တိုင်ကသစ်စီကိုလိုလာပြီးတော့ကြတော့ပတ်စံပေးခြင်းတွေမှာဖြစ်ပါတယ်အဲ့တော့အဲ့ idea မျိုးတွေကိုအခုတို့ဘယ်လိုရှာကြမလဲတစ်ချက်ကြည့်အောင်ကိုမျိုးတို့အဲ့လိုအကြံဉာဏ်တွေရဖို့အတွက်အစဉ်30လုပ်ကြည့်အောင်နံပါတ်1အနေနဲ့မိမိကိုယ်တိုင်မိမိဘဝမှာစိတ်နှောက်ယှက်ဖြစ်စေမယ့်ပြဿနာ3ခုကိုချရေးပါအဲ့ပြဿနာ3ခုကိုချရေးပြီးဆိုတော့နံပါတ်2အနေနဲ့အဲ့ပြဿနာတွေကနေပြီးတော့မိမိရဲ့ကျွမ်းကျင်မှုနဲ့ဘယ်ဟာကိုဖြေရှင်းပေးလို့ရနိုင်မလို့ဆိုကိစ္စကိုစဉ်းစားပါဟုတ်ပြီနံပါတ်3အနေနဲ့အဲ့လိုစဉ်းစားလို့ရပြီဆိုရင်တော့ကုန်ကျစရိတ်သက်သာတော့နီလန်းနဲ့အဲ့လုပ်ငန်းကိုမြန်မြန်ဆန်းစစ်ကြည့်လိုက်ပါအဲ့လုပ်ငန်းစီးပွားရေးအကြံဉာဏ်ဒီမိမိတို့အဆင်ပြေတယ်ဆိုရင်တော့ကိုပြီးတော့ဒီလုပ်ငန်းတစ်ခုစတင်လုပ်ကိုင်လို့ရပါပြီဥပမာအနေနဲ့အချင်းလုံးဥပမာကိုပြောပါဆိုရင်တော့ယခုခေတ်မှာအိမ်နဲ့ဒီ solar panel တွေရှိကြပါတယ်အဲ့တော့အဲ့ solar panel တွေဒီတော်တော်များများဒီအမြင့်နေရဟာလာအလင်းထင်းကောင်းတဲ့နေရာမှာထားရှိရဖြစ်တဲ့အတွက်အိမ်ကမိသားစုတွေအနေနဲ့တက်ပြီးတော့တန်ရှင်းလုပ်ဖို့မလွယ်ကူပါဘူး solar panel ရဲ့သဘောတရားကလည်းဖုန်နေမုံနေတက်ပြီးဆိုတာနဲ့သူ့ရဲ့ဘုတ်ထွက်အားကျသွားပါတယ်အဲ့ဒါမလို့သူတို့ဒီပုံမှန်2လတစ်ချိန်3လတစ်ချိန်တန်ရှင်းလုပ်ပြီးဖို့လိုပါတယ်အဲ့တော့ဥပမာတစ်ခုအနေနဲ့ကိုပြီးတော့ဆိုလာတန်ရှင်းလုပ်ငန်းတစ်ခုကိုစဉ်းစားကြည့်အောင်ဒါဒီနေတိုင်းလူတွေရဲ့နေစပေါ်မှာလိုအပ်နေတဲ့လိုအပ်ချက်ဖြည့်ဆည်းပေးရမယ့်ကိစ္စတစ်ခုဖြစ်နေပါတယ်ဟုတ်ပြီအဲ့တော့ဆိုလာတန်ရှင်းလုပ်ဖို့တော့ကိုပြီးတော့ပါလုပ်မယ် brush လုပ်မယ်ဆက်ပြားစီလုပ်မယ်ဟာလားနောက်ဆုံးတန်ရှင်းလုပ်မယ်မန်ကြီးစေးလုပ်မယ်နောက်ဆုံးသူတို့အချော့တိုက်ဖို့အတွက်အဝတ်တော့မဟုတ်ဟာလား cleaning tools လုပ်မယ်အဲ့ဒါကိုစတင်ပြီးတော့ဝယ်ပြီးတော့ရင်းနှီးမြှုပ်နှံမှာဆိုရင်အများဆုံးအနေနဲ့9000ဝန်းကျင်ပဲကျရှိနိုင်ပါတယ်အဲ့တော့ကိုပြီးတော့အိမ်တွေမှာဆိုလာကြီးအနည်းဆုံး5ချက်ကနေ10ချက်ဆိုတာအနည်းဆုံးရှိတတ်ပါတယ်အဲ့တော့ဆိုလာတစ်ချက်ကိုအမြင့်ကြီးမှာတက်စေရဖြစ်တဲ့တစ်ချက်ကို1500ပဲယူမယ်ဆိုရင်တော့မှဘယ်အိမ်ရှင်မှဒီဟာကိုကုန်ကျစရိတ်များရလို့မြင်မှာမဟုတ်ပါဘူးအဲ့တော့1500ဖြစ်တဲ့အတွက်အိမ်တွေကိုအနည်းဆုံး10ချက်ရှိမယ်ဆိုရင်1000ခွဲကိုပြီးတော့တနေ့ကိုအနည်းဆုံး3အိမ်ကနေပြီးတော့9အိမ်ထိတော့စေလို့ဆရာကောင်းရနိုင်တယ်အဲ့တော့အနည်းဆုံး minimum 3အိမ်နဲ့တွက်မယ်ဆိုတော့တရက်ကိုပြီးတော့ဝင်သည်4000ဝယ်ဖြစ်သွားနိုင်ပါတယ်အဲ့ဒါဒီအဓိကတော့မိသားစုတွေပတ်ဝန်းကျင်တွေလိုအပ်နေတော့လိုအပ်ချက်ကိုပိန်းပွင့်ကိုရှာပြီးတော့ကြတော့ပြီးတော့ idea နဲ့ဟာလာတကယ်ရဲ့မြန်မြန်ဆန်းဆန်းလောက်ဆိုင်နိုင်မှုနဲ့ပေါင်းထပ်လိုက်မယ်ဆိုရင်အောင်မြင်တဲ့စီးပွားရေးအခြေအနေတခုဖြစ်သွားမှာသိကြပါတယ်အဲ့တော့ဒီ viewer ကမှန်းချင်ပေါ်မှာမူတည်ပြီးတော့ကြတော့လောက်ကိုင်းတာမဟုတ်ဘဲနဲ့တကယ်ပတ်ဝန်းကျင်ရဲ့လိုအပ်တဲ့စီးပွားရေးလိုအပ်ချက်ပေါ်မှာဈေးကွက်ပေါ်မှာမူတည်ပြီးတော့လောက်ကိုင်းတဲ့လုပ်ငန်းချက်ဖြစ်တဲ့အတွက် smart beginner ရဲ့အတွက်တကယ်ကိုအသုံးဝင်တဲ့ viewer တစ်ခုဖြစ်ပါတယ်အဲ့တော့ကိုမင်းအနေနဲ့ဒီနေ့ညီလေးညီမလေးတွေ channel တစ်ခုရှိပါတယ်ညီလေးညီမလေးပတ်ဝန်းကျင်မှာရှိတဲ့ပြဿနာတစ်ခုကို share ဖွေပြီးတော့ဒီ comment ရဲ့အောက်မှာရေးပေးခဲ့ပါဦးနောက်ပြီးတော့ညီလေးညီမလေးတို့ကိုပိုင် sensitive တဲ့ကိုပိုင် studio နဲ့အကြံဉာဏ်တွေကိုတကယ်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာ sensitive တဲ့ need ကိုသိဖို့အတွက် episode 3မှာဆက်လက်ပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကိုပြည့်ရဲ့ Facebook channel လေးကို like နဲ့ subscribe လုပ်ပေးထားပါဦးကျေးဇူးတင်ပါတယ်ကိုပြပါ base program ပါ